နဘာသာလက်ရှိထာဝရတိကဘုရားပါရှိတော်မူချိန်မှာလှုပ်ကြွေးပါချိန်မနှောင်းခင်မှာမိဘကျေးဇူးအထူးတည်လျက်စက္ခက်လေတာဒါကြောင့်ရှိတော်မူကြွေးပါဗျာစားနိုင်လုံးမှာသွားနိုင်လုံးမှာစေတနာပါပါကျွေးမွေးဆောင်ရွက်ပါလက်ရှိထင်ရှားမိဘနှစ်ပါးသာလက်ရှိထာဝရတိကဘုရားပါရှိတော်မူချိန်မှာလှုပ်ကြွေးပါချိန်မနှောင်းခင်မှာမိဘကျေးဇူးအထူးတည်လျက်စက္ခက်လေတာဒါကြောင့်ရှိတော်မူကြွေးပါဗျာစားနိုင်လုံးမှာသွားနိုင်လုံးမှာစေတနာပါပါကျွေးမွေးဆောင်ရွက်ပါရှင်တွေပါဦးဝဲဆိုတဲ့ကလေးဘဝရွယ်ကျွေးမွေးဆောင်ရွက်လာသူတို့မှရှောင်းမထွက်ကြနဲ့တလဲပြန်လုံကျွေးပါရှိလုံးရှင်လုံးရှင်မြုံဝမ်းသာကျေးဇူးပြန်ဆက်ပါမိဘနှမသာအဓိကမရပါစေတနာပါပါကျွေးမွေးဆောင်ရွက်ပါမိဘလုံကျွေးသူမဘယာပဲကွာဝေးစီဝါရေးမှာကြီးပွားနိုင်စေရာပြစ်ကမသွားကြလေးနဲ့မေတ္တာရှိတာလှုပ်ကြွေးကြပါရတာနာမဖြစ်စေနဲ့ယရနာသားသမီးခေါ်ထိုက်နိုင်အောင်သာမိဘနှမသာအဓိကဘုရားပါစေနာပါပါကျွေးမွေးဆောင်ရွယ်ပါနဘာသာလက်ရှိထာဝရတိကဘုရားပါရှိတော်မူချိန်မှာလှုပ်ကြွေးပါချိန်မနှောင်းခင်မှာမိဘကျေးဇူးအထူးတည်လျက်စက္ခက်လေတာဒါကြောင့်ရှိတော်မူကြွေးပါဗျာစားနိုင်လုံးမှာသွားနိုင်လုံးမှာစေတနာပါပါကျွေးမွေးဆောင်ရွက်ပါမြတ်မို့တော်ဦးမကားပါဘူးတဲ့ကျေးဇူးရှင်တွေပါဦးဝဲဆိုတဲ့ကလေးဘဝရွယ်ကျွေးမွေးဆောင်ရွက်လာရှောင်းမထွက်ကြနဲ့တလဲပြန်လုံကျွေးပါရှိလုံးရှင်လုံးရှင်မြုံဝမ်းသာကျေးဇူးပြန်ဆက်ပါမိဘနှမသာအဓိကဘုရားပါစေတနာပါပါကျွေးမွေးဆောင်ရွက်ပါမိဘလုံကျွေးသူမဘယာပဲကွာဝေးစီဝါရေးမှာကြီးပွားနိုင်စေရာပြစ်ကမသွားကြလေးနဲ့
မေတ္တာရှိထားလှုပ်ကြွေးကြပါရတာနာမဖြစ်စေနဲ့ယရနာသားသမီးခေါ်ထိုက်နိုင်အောင်သာမိဘနှမသာအဓိကဖျားပါစေနာပါပါကျွေးမွေးဆောင်ရွယ်ပါ